အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုမှာကျွန်တော်ပြောပြပေးချင်တဲ့ဟာကတော့သင်အသက်50 60 90ရောက်လာလို့ရှိရင်အေးချမ်းချင်တယ်ဆိုလို့ရှိရင်အသက်20ကျော်20လောက်ကတည်းကဒီအချက်၄ချက်ကိုရှောင်ပါနံပါတ်1ပြောပါလုံးဝမလိုက်ပါနဲ့နံပါတ်2လောင်းကစားလုံးဝမလုပ်ပါနဲ့နံပါတ်3အရက်လုံးဝမတောက်ပါနဲ့ဒီအချက်၄ချက်ကိုရှောင်နိုင်တယ်ဆိုလို့ရှိရင်သင်အသက်50 60ပုံမင်းလာတဲ့အချိန်မှာသင်ဘဝအေးချမ်းလိမ့်မယ်နောက်တစ်ခုကြံသေးရဲ့နောက်တစ်ခုကတော့ကျန်းမာရေးပါအရေးကြီးဆုံးကအသက်20ကျော်ကလေးကကျန်းမာရေးကိုလိုက်စားပါအသက်30မှာလည်းလိုက်လို့ရပါသေးတယ်အဲ့ဒီအချိန်မှာလိုက်ပါကျန်းမာရေးကိုဘာဖြစ်လို့လဲဆိုတော့ကျန်းမာရေးကအရင်အရေးကြီးပါတယ်ပတ်စံဘလောက်ပဲရှိရှိဘလောက်ပဲဥစ္စာတွေပေါ်ကျန်းမာရေးမကောင်းဘူးဆိုလို့ရှိရင်အရာအလုံးကအလကားပါပဲဒါကြောင့်ကျန်းမာရေးကိုအထူးဂရုစိုက်ပါနံပါတ်1အချက်ကိုကျွန်တော်ပြောပါမယ်လောင်းကစားလုံးဝမလုပ်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့လောင်းကစားလုပ်တဲ့လူတွေကဘယ်လုံးဝမကြည့်ပေါ်နိုင်ပါဘူးနောက်အချိန်မှာလည်းလုံးဝမချမ်းသာနိုင်ပါဘူးအပျော်ပါလုံးဝမမက်ပါနဲ့အပျော်ပါမတ်တဲ့လူတွေကကိုယ့်ရဲ့အလုပ်ရှင်ကိုဆုံးရှုံးရတတ်တဲ့ကိုယ့်ရဲ့အချိန်တွေကောင်းမွန်တဲ့အချိန်တွေကိုဆုံးရှုံးရတတ်တဲ့လွန်ကျူးသွားရင်ဘယ်ရမှမကောင်းပါဘူးနံပါတ်3အရက်မတောက်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့အရက်တောက်ခြင်းကလည်းဦးနှောင်းကို brain တွေကိုလွတ်စေတယ်ဘာဖြစ်လို့လဲဆိုတော့အရက်နေတန်းတောက်ခံများလာရင်သင်ကတင်းရဲ့လုပ်ငန်းခွင်နဲ့ပတ်သက်လို့ရှိရင်အမှားယွင်းတွေဖြစ်လာမယ်မေ့တက်လာမယ်လူတွေကမလင်းမစားဆက်ဆံလာမယ်ကိုကအရင်နဲ့ထောင်းနဲ့ဆိုလို့ရှိရင်ဘယ်သူမှကိုကိုအုံလက်နေတာအစားကိုရဲ့လောက်ဖို့ကင်ဖက်တဲ့အကုန်လုံးကကိုကိုလေးစားမှာမဟုတ်တော့ဘူးဒါကြောင့်အရက်ကိုလုံးဝမတောက်ပါနဲ့ဒီနံပါတ်၄တစ်ချက်ကအရင်အရေးကြီးပါတယ်ကြမ်းမာရေးပါခမည်းမှာပတ်စံဘလောက်ပဲရှိခမည်းတခြားဟာတွေဘလောက်ပဲရှောင်ဒီကျမ်းမာရေးမကောင်းဘူးဆိုလို့ရှိရင်ခမည်းအမြဲတမ်းစိတ်ဆင်းရဲရလိမ့်မယ်အမြဲတမ်းစိတ်ညစ်ရလိမ့်မယ်အမြဲတမ်းခမည်းဘဝစိတ်ညစ်မှုတွေနဲ့ပဲကြုံတွေ့ရလိမ့်မယ်ဒါကြောင့်ကျမ်းမာရေးကတူကူစိုက်ပါကျမ်းမာရေးကိုအသက်20ကျော်အသက်30ကျော်အရင်တော့မသိဘူးဆိုရင်အခုသိသွားပြီဆိုရင်ကျမ်းမာရေးဒီနေ့ကစပြီးတော့ဂယူစိုက်ပါကိုယ့်ရဲ့ကျမ်းမာရေးတဲ့အရေးကြီးတဲ့အရာမရှိပါဘူးပတ်စံဘလောက်ပဲရှိကျမ်းမာရေးမကောင်းဘူးဆိုရင်အဲ့ဒီပတ်စံကသေးသေးရေသွန်းလို့ဖြစ်သွားပါလိမ့်မယ်ဒါကြောင့်ကျမ်းမာရေးကအရေးကြီးဆုံးဖြစ်ပါတယ်ကျမ်းမာရေးကအထူးဂရုစိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်